မင်္ဂလာပါခင်ဗျာယနေ့ရဲ့ထူးခြားတဲ့အာကာသသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလက်ရှိမှာတော့လူသားတွေရဲ့အာကာသစူးစမ်းလေ့လာရေးသမိုင်းမှာအရေးအပါဆုံးဖြစ်လာမဲ့ဥရောပအာကာသအေဂျင်စီရဲ့ JUICE mission အကြောင်းကိုတင်ဆက်ပေးပါမယ်ဒီ mission ဟာဂျူပီတာဂြိုလ်ရဲ့ရေခဲဖုံးလွှမ်းနေတဲ့လတွေစီကိုဦးတည်ပြီးတက်ရှိတွေရှင်သန်နိုင်ခြေရှိမရှိဆိုတဲ့ပု္ပ္ပာကိုအဖြေရှာဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါ2023ခုနှစ်မှာစတင်လွှတ်တင်ခဲ့တဲ့ JUICE အာကာသယာဉ်ဟာအခုဆိုရင်ဂျူပီတာဂြိုလ်စီကိုအရှိန်အဟုန်နဲ့ခရီးနှင်နေပြီဖြစ်ပါတယ်ဒီ mission ရဲ့အဓိကရည်မှန်းချက်ကတော့ဂျူပီတာရဲ့အကြီးဆုံးလတွေဖြစ်တဲ့ Ganymede, Callisto နဲ့ Europa တို့ကိုအနီးကပ်လေ့လာဖို့ပဲဖြစ်ပါတယ်သိပ္ပံပညာရှင်တွေရဲ့အဆိုအရဒီလတွေရဲ့မိုင်ပေါင်းများစွာထူထပ်တဲ့ရေခဲပြင်အောက်မှာအေယာမသမုဒ္ဒရာကြီးတွေရှိနေနိုင်ပြီးအဲ့ဒီနေရာဟာကမ္ဘာပြင်ပသက်ရှိတွေခိုအောင်နေနိုင်တဲ့နေရာဖြစ်လာမလားဆိုတာကို JUICE ကအဖြေထုတ်ပေးမှာပါလက်ရှိ2026ခုနှစ်အတွင်းမှာတော့ JUICE ဟာကမ္ဘာမြေနဲ့လရဲ့ဆွဲငင်အားကိုအသုံးချပြီးအရှိန်မြင့်တင်တဲ့လုပ်ငန်းစဉ်တွေကိုအောင်မြင်စွာလှုပ်ဆောင်နေပါတယ်အစီအစဉ်အရ2030ခုနှစ်ဇူလိုင်လမှာဂျူပီတာဂြိုလ်ရဲ့ပတ်လန်းထဲကိုစတင်ဝင်ရောက်ပါမယ်2034ခုနှစ်မှာတော့သမိုင်းတစ်လျှောက်ပထမဆုံးချိန်ဖြစ်တခြားဂြိုလ်ရဲ့လကိုပတ်လန်းကျောင်းထဲကနေအနီးကပ်လေ့လာမဲ့အာကာသယာဉ်ဖြစ်လာပါမယ်အစင်းမြင့်နည်းပညာများဖြင့်လက်နက်တပ်ဆင်ထားမှုဒီအာကာသယာဉ်ပေါ်မှာရေခဲပြင်ကိုဖောက်ထွင်းမြင်နိုင်တဲ့ရေဒါတွေနဲ့အစင်းမြင့်ကင်မရာ10မျိုးကျော်တပ်ဆင်ထားပါတယ်ဒါဟာလတွေရဲ့အတွင်းပိုင်းဖွဲ့စည်းပုံနဲ့တန်လိုက်ဆက်ကွင်းတွေကိုအသေးစိတ်တိုင်းတာနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီ mission သာအောင်မြင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့နေအဖွဲ့အစည်းပေါ်ထားရှိတဲ့အမြင်တွေဟာထာဝရပြောင်းလဲသွားနိုင်ပါတယ်။ JUICE mission ရဲ့နောက်ဆုံးရအခြေအနေတွေကိုကျွန်တော်တို့ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။